ဒီကောင်လေးရဲ့နာမည်ကတော့ဟာဂျီမနာဂူမာဖြစ်ပြီးသူဟာအိုတာကူတယောက်ပါထက်တန်းကျောင်းသားတယောက်ဖြစ်ပြီးအခုလည်းထက်တန်းကျောင်းသားပြီးစောစောစီစီအခန်းထဲလာအိတ်နေပါအခြေလူတယောက်ကစပုတ်ကိုခြေထောက်နဲ့ကပ်ပြီးနာဂူမာကိုအိတ်နေရကနေနှုတ်လိုက်ပါနောက်ပြီးနာဂူမာကို80ဘက်ကြီးတညာလို့စောင့်နေရလားမိုးလေးပေါင်းကျောင်းကိုချီမီလာဖို့နာဂူမာကိုပြည့်ရဟိုနေရာလက်ကနေကောက်ပေးလိုက်ပါဒီကောင်ရဲ့နာမည်ကတော့ဟီယာမန်ဒိုင်စကေလို့ခေါ်ပြီးနာဂူမာကိုကျောင်းမှာမြက်ပြဿနာရှာစာနောက်စေလိုခပေးနေကြကောင်ပဲဖြစ်ပါအကြောင်းကတော့ဟီယာမဟာခေါသူမကတော့ယာယာကရှိလို့ခေါ်ပြီးကျောင်းရဲ့ကွီနောက်တရလည်းဖြစ်ပါဒီလိုနဲ့ကာအိုဂီလို့ခေါ်တဲ့တမ်မော်တယောက်ကနာဂူမာကိုခါအိုရီတာရေးပေးလွန်နေတာကိုကြည့်ပြီးကာအိုရီရဲ့ကျင်နာတက်တက်စိတ်ကိုတုံးမချဖို့နာဂူမာကိုတတိပေးလိုက်ပါကာအိုရီကလည်းသူ့သဘောဆရာရနာဂူမာကိုစကားလာပြောနေတာဖြစ်ချက်ပြန်ပြောလိုက်ပြီးကိုကောင်လေးကလည်းရှက်ရန်ရကတကယ်ကိုကျင်နာတက်တဲ့သူတယောက်ပဲဒီပါရင်းညာလေးဖြစ်ကုန်ပါတော့ဒီလိုနဲ့မော်ဆာတွေကိုစစ်စစ်လိုက်ကြပြီးတော်တော်များများကြားသားတွေကတက်ခတ်ရေးပိုင်းနဲ့ဆိုင်တဲ့မော်ဆာတွေကိုပိုင်ဆိုင်နေကြပါနာဂူမာကလည်းအဲ့ဒီတဘော်တွေကိုကြီးကအားချနေခဲ့ပြီးစစ်လက်ရှာသာနဲ့သူ့ရဲ့မော်ဆာကိုစစ်စစ်ကြည့်လိုက်တဲ့အချိန်မှာတော့တရံပြောက်ကျစ်မော်ဆာဖြစ်နေခဲ့ပြီး level တွေကလည်းသူများတွေတဲ့ဆယ်စားလောက်နေခဲ့ပါအဲ့ချေဘူးလီကောင်ဟီယာမာကရောက်လာပြီးနာဂူမာရဲ့မော်ဆာထုတ်လုံးမှုပိုက်ဖြစ်နေတာကြောင့်ဒီပိုစာတိုက်ဆိုဒီကဘာပေါ်မှာကြာကြာတက်မရှင်နိုင်မှာဟုတ်ပဲစောစောစီစီမာလကီယာမှာပဲလို့ပြောပြီးလှောက်ပြောင်းနေခဲ့ပါတယ်ဒီလိုနဲ့ဆ iam အာကီယိုကတမ်းပေါ်တွေချစ်ချစ်ဒီလိုမျိုးမဆာနာသေးကြောင့်ဟီယာမာကိုစုံမနေခဲ့ပြီးနာဂူမာကိုလည်းစိတ်မအားငယ်ဖို့နဲ့ဆ iam အာကီယိုကိုယ်တိုင်ကလည်းထုတ်လုံးမှုပိုက်ကမော်ဆာဖြစ်တဲ့စိုက်ပျိုးရေးနဲ့မွေးမြူစားကိုပိုက်ဆက်ထားကြောင်းပြောပြလိုက်ပါတယ်အခြေတမ်းမှုချုပ်ကရောက်လာပြီးဆ iam အာကီယိုရဲ့မော်ဆာအားလူတရားမှတယောက်သာရရှိနေဒီနေ့ပိုင်းမှာတော့နာဂူမာတယောက်၆ထက်တဲ့နေရာမှာဘလို့ရလို့ရလာမှမသိပဲတတိလေးနေရာကနေနှိုးလာခဲ့ပါတယ်။နောက်မှသူဟာသူ့ဖွဲ့သားတွေနဲ့အတူဒီဝင်ကဘာတဲကိုလက်ချင်ဆင်ဖို့ထွက်လာတဲ့အချိန်တရားပေါ်မှာမတော်တဆမှုဖြစ်ပွားခဲ့ပြီး၆ထက်ပြုတ်ကျသွားခဲ့တာကိုပြန်မှတ်ရသွားခဲ့ပါတယ်။ဒီလိုနဲ့ထလန်းရှာမှုထွက်လာခဲ့ပြီးတနေရာရောက်မှတော့မော်စတာယိုတကောင်ကိုမော်စတာမြေကွင်းနှစ်ကောင်ကအမဲဖြတ်နေတာကိုတွေ့လိုက်ရပါတယ်။မော်စတာယုံလည်းဒါဘကင်းနှစ်ချက်နဲ့မော်စတာမြေကွင်းနှစ်ကောင်လုံးကိုတတရရှင်းပြလိုက်ပြီးအဲဒီမြေကွင်းကိုနာဂူမာတယောက်မြင်လိုက်ရကငဲတံပေါအော်ပါတော့တယ်ဒီလိုနဲ့မော်စတာယောက်ကနာဂုံမောင်ကိုတတိထားမိသွားပြီးချက်ချင်းဆိုသလိုလျှက်တပြက်နာဂုံမရှိကိုရောက်လာကတိုက်ခိုက်တော့မဲ့အချိန်နာဂုံမရဲ့အနောက်ကနေမော်စတာဝေါ်ကြီးတကောင်ထပ်ပြီးထွက်ပေါ်လာပါတယ်မော်စတာယုံလည်းသူမနိုင်တာကိုတီးတဲ့အတွက်ထပ်ပြီးဖို့လုံနေတဲ့အချိန်မော်စတာဝေါ်ကြီးကဝူပရီရဲ့လက်သက်တိုက်ကွက်နဲ့မော်စတာယုံကိုနှစ်ပိုက်ဖြတ်လိုက်ပြီးအဝါစာပူပေးတဲ့ဖွဲ့အမဲဖြတ်စားတော့ပါတော့တယ်ဒီချိန်တွေကိုခွင့်ကောင်းယူပြီးနာဂုံမတယောက်ထွက်ပြေးမှုလုံနေစဲမှာပဲမော်စတာဝေါ်ကြီးကတတိထားမိသွားပြီးစားလက်စားယုံသားဘူးပေကိုထားခဲ့ကလူသားဘူးပေပျောက်စားဖို့အတွက်ဝူပရီရဲ့လက်သက်တိုက်ကွက်နဲ့နာဂူမာကိုတိုက်ခိုက်လိုက်ပါတော့တယ်။ကံကောင်းထမှသာနဲ့နာဂူမာတယောက်မသေးပဲဘယ်လက်တစ်ဖက်တည်းသာပြတ်သွားခဲ့ပြီးမော်စတာဝဝန်ကြီးကပြတ်ထွက်နေတဲ့နာဂူမာရဲ့ဘယ်လက်တစ်ဖက်ကိုပူဖေးလုပ်ပြလိုက်ပါတော့တယ်။ဒီချိန်နဲ့ကြောင့်နာဂူမာတယောက်တော်တော်လေးတွေ့ပြတ်သွားခဲ့ပြီးကြောက်လာလာနဲ့တံပြောက်ချစ်စွာအောင်ကိုတုံးကကြောက်တိုးတွေကိုအပေါက်ဖြစ်အောင်ပြောင်းပြလိုက်ပြီးဝဝကြီးလက်ကနေလွတ်အောင်ရုပ်ကန်ရပါတော့တယ်။ဒီလိုနဲ့ရုပ်ကန်ထွက်ပြေးလာရင်မြင့်မြတ်တဲ့တနင်္ချောက်တို့အောက်ကိုရောက်သွားခဲ့ပြီးဒီကဘာပေါ်ကိုစပြီးဆက်ခေါ်ခံရတဲ့အချိန်ကသူဟာမော်ဆာအလောအားနေတာကြောင့်တခြားတန်းဖော်တွေအတွက်ဝန်ထုတ်ဝဖို့မဖြစ်စေခြင်းကတောင်းဝင်စာကြည့်လိုက်သို့သွားပြီးဒီကဘာရဲ့အကြောင်းနဲ့တခြားအိုင်လန်တွေအကြောင်းကိုသေးစိတ်လေ့လာခဲ့ပြီးတခြားသူတွေအတွက်သူ့ကိုယ်သူအသုံးဝင်အောင်ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာသူဟာကူရခဲ့ရမဲ့ဖြစ်နေခဲ့ပြီးတယောက်ယောက်သူ့ကိုလာခဲ့ဖို့ပြောနေကအရေကကြောင်းအားလေးတွေကိုပြန်စဉ်းစားနေခဲ့ပါတယ်။နာဂူမာရဲ့မော်ဆာအားဟာထုတ်လုပ်မှုအပိုင်းဖြစ်တဲ့အတွက်တားကင်ပြီးတိုက်ခိုက်တဲ့အခါခန္ဓာကိုယ်ကြခိုင်မှုကအားနည်းတာကြောင့်မော်စတာတကောင်ကိုတောင်အနိုင်မယူနိုင်ပဲဖြစ်နေခဲ့ပါတယ်။အဲဒါကိုခိုခူကကြားကနေဝင်တိုက်ခိုက်ပေးလိုက်ပြီးအကုန်လုံးကိုသူကပဲကာကွယ်ပေးမဲ့လို့ဆိုကဆရာကြီးထားနဲ့အာဝင်ချလိုက်ပါတယ်။ဘူလီကောင်ဟီယာမာကလည်းကြုံရင်ကြုံတဲ့နာဂူမာကိုလှောက်ပြောင်နေခဲ့ပြီးခါအိုလီလေးကတော့ထုံးစံအတိုင်းနာဂူမာကိုစိတ်ပူနေခဲ့ပါတယ်။တနေရာမှာတော့လှပတဲ့တင်ကြောက်တွေကိုစုလိုက်ကြည့်တွေးလိုက်ရပြီးတမှုကမစစ်ဆေးရသေးခင်ဘာမှလက်ကမင်းကြောင့်မထားရဖို့တတိပေးနေတဲ့ကြားကဘူလီကောင်ဟီယာမာကတလေးကြောက်တွေကိုတွားထိလိုက်တဲ့အချိန်မှာတော့လင်းရောင်တွေဖြာထွက်လာပြီးတပွက်လို့တခြားတနေရာကိုတယ်လီပိုတေးရှင်းနဲ့အပို့ခံလိုက်ရပါတယ်။အဲဒါမှထောက်ချောက်ဆင်ထားတဲ့ဆိုတာအကုန်လုံးကတတိထားမိသွားပြီးတပြိုင်နက် CGI လမ်းသားကြီးနဲ့ဖန်တီးထားတဲ့မော်စတာနာဂါကြီးတကောင်သူတို့ရှင်းမောက်မှာပွားကနေပေါ်လာခဲ့ပါတယ်။ကာအိုလီလည်းမော်စတာကြီးကိုကြည့်ပြီးသွေးပြတ်တို့လို့ချောက်ချနေတဲ့အချိန်နာဂိုမီလည်းသူပိုင်ဆိုင်ထားတဲ့တရံပြောင်းချင်းစွမ်းနဲ့မိသားစုကြီးကိုအကာရဖြစ်ပြောင်းလဲပြစ်လိုက်ပြီးခါအိုလီကိုကောက်ွယ်ပေးလိုက်ပါတယ်။ပြီးတော့တမှုကိုခါအိုလီတွေကိုဒီကခေါ်ထုတ်သွားပေးဖို့နဲ့မော်စတာနာဂါကြီးကိုသူကထေထားပေးမှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ကျောက်သားသူကြီးကကြာကြာတောက်မခံနိုင်တော့ပဲပြိုချပျက်စီးလာတဲ့အချိန်အသားပွန်တွေကလည်းသူတို့ရဲ့မော်ဆန်အားတွေကိုအသုံးပြုပြီးနာဂူမာအတွက်ပြေးလို့ရအောင်နဂါကြီးကိုဝိုင်းပြီးအာရုံလွှဲပေးနေကြပါတယ်။အဲဒီချိန်မော်ဆန်အားတစ်ခုကလမ်းကြောင်းပြောင်းပြီးနာဂူမာပြေးနေတဲ့ပြည်လန်ရှိတဲ့တက်ကိုကြားလာခဲ့တဲ့အတွက်ဒရာကြီးလည်းပြိုချပျက်စီးသွားပြီးနာဂူမာလည်းကြောက်တဲ့သူပြုတ်ကျသွားခဲ့ပါတယ်။ဒါကတော့နာဂူမာကြောက်တဲ့ပြုတ်ကျလာရတဲ့အကြောင်းရင်းဖြစ်ပြီးဒါဟာဘူလီကောင်ဟီယာမာရဲ့လက်ချက်ဆိုတာကိုလည်းနာဂူမာကသိနေခဲ့ပါတယ်။
အခုဆိုရင်သူဟာဘယ်လက်တစ်ဖက်ဆုံးရှုံးထားရပြီးသွေးထွက်လွန်ကအားအင်တွေလည်းကုန်ခန်းစားပြုနေခဲ့ပြီးစိတ်တွေလည်းကြောက်ရွံ့ရှားဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့အတန်းဖော်တွေကသူ့ကိုသစ္စာဖောက်သွားတဲ့အကြောင်းတွေးနေခဲ့ပြီးဘလို့နေအရင်ကဘာကိုရောက်အောင်ပြန်မယ်လို့ပြောကာသူ့ရဲ့အိမ်ပြန်လမ်းမှာပိတ်နေတဲ့ဘသူကိုမဆုံးရှင်းပြမယ်လို့တွေးနေခဲ့ပြီးဘိုက်ကလည်းစာနေရနဲ့တလင်းကြောက်ကကြားနေတဲ့မြင်းမြတ်ရည်စင်ကိုတောက်တိုးလိုက်ပါတယ်နောက်ပြီးဆော်လမှုတန်ကြောင့်မော်စတာနေဘာနေစားရရင်ပြီးရောဆိုပြီးမော်စတာခွေးနှကောင်ကိုသူ့ရဲ့တရံပြောင်းချင်းစွမ်းအားကိုတုံးပြီးထောင်ချောက်ဆင်ဖမ်းလိုက်ပါတယ်နောက်ပြီးပိုက်ဆာဆာနဲ့အသားကိုအငမ်းမရတကိုက်ကိုက်လိုက်တဲ့အချိန်မှာတော့သူ့ကိုယ်ထဲမှာရှိတဲ့ဆဲတွေဟာစတင်တိုက်စားလာခဲ့ပြီးတလင်းကြောက်ကကြားနေတဲ့မြင်းမြတ်ရည်စင်ကိုတောက်လိုက်တဲ့အချိန်မှာတော့သူ့ကိုယ်သူတရားတော်မှာလာလို့တွေးမိကခေါင်းဟာစပယ်နေလဲဖြူအောင်တော့ပြောင်းလဲသွားပြီးတတိလေးသွားခဲ့ပါတယ်နိုးလာတဲ့ချိန်မှာတော့ခန္ဓာကိုယ်ဟာအရင်ကတည်းပေါ်ပါသွားလက်နေပြီးနာကျင်မှုတွေလည်းမခံစားရတော့ပါဘူးနောက်ပြီးဒီဇိုင်းကာလာနေထားကလည်းအရင်ကမိုကိုအိုတာကူလေးကနေပြိုလိုက်ကြိုက်မဲ့စောက်ချောကြီးတွင်တို့ပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်တော့မချောပါဘူးသူရဲ့မော်စတာ level တွေကလည်းအရင်ကထက်အစစ်သက်လာပြီးခုနကစားလိုက်တဲ့မော်စတာမြေခွေးရဲ့အစွမ်းတွေဖြစ်တဲ့ပန်းရောင်လျက်စီးမိုးကျွစွမ်းအားကိုပါအသုံးပြုနိုင်သွားပါတယ်နောက်တော့သူရဲ့တရံပြောင်းခြင်းအစွမ်းအားကိုအသုံးပြုကမော်ကြောက်တုံးတွေကနေပန်းရောင်လျက်စီးကိုအသုံးပြုပြီးပြစ်နိုင်တဲ့ချောင်းလုံးပြတနတ်တလက်ကိုဖန်တီးလိုက်ပါတယ်အဲဒီတနတ်ဟာနာဂူမာရဲ့ပထမဆုံးလက်နဲ့လည်းဖြစ်ပထမဆုံးပါတနာလည်းဖြစ်တာကြောင့်ဒေါ်နာလို့အမည်ပေးလိုက်ပြီးဈေးဦးဖောက်နေတဲ့မော်စတာယုံနှကောင်ကိုခေါင်းနဲ့ကြည်စံထက်ပေးကအဆုံးသက်ပေးလိုက်ပါတယ်နာဂူမာလည်းမော်စတာယုံရဲ့တာကိုထပ်စားလိုက်ပြီးအစစ်တွေလည်းထပ်တက်လာကမော်စတာယုံရဲ့စွမ်းအားတွေဖြစ်တဲ့လျှက်တစ်ပြက်ခြေလန်းစွမ်းအားနဲ့လေပြိုခွက်ခြင်းအစွမ်းတွေကိုပါရရှိသွားခဲ့ပါတယ်အခုဆိုရင်နာဂူမာဟာတော်တော်လေးတန်မာနေခဲ့ပြီဖြစ်ပြီးသူရဲ့ဘယ်လက်တစ်ဖက်ကိုစားလိုက်တဲ့မော်စတာဝဝကြီးကိုကလေးစားပြန်ချေဖို့ပဲကြံပါတော့တယ်ဒီလိုနဲ့မော်စတာဝဝကြီးနဲ့နာဂူမာတို့ထိတိုက်တွေ့လိုက်ကြပြီးသူတပြန်ကိုတပြန်ဖားတပြန်ကြားတပြန်အကျိနဲ့ချကြကနာဂူမာလည်းသူစားရတဲ့မော်စတာတွေစီကရတဲ့စွမ်းအားတွေကိုအသုံးပြုပြီးမော်စတာဝဝကြီးရဲ့ဘယ်လက်ကိုပြတ်သည့်အထိဖိအားပေးအသာစီးရတိုက်ခိုက်နိုင်ခဲ့ပါတယ်နောက်ပြီးပြတ်ကျနေတဲ့မော်စတာဝဝကြီးရဲ့ဘယ်လက်တစ်ဖက်ကိုနာဂူမာကတကိုက်ကိုက်လိုက်ပြီးအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မော်စတာဝဝကြီးကလည်းဒေါသငယ်ထိရောက်နေခဲ့ပြီဖြစ်ပါတယ်နာဂူမာလည်းမော်စတာဝဝကြီးစီကနေစီကျလာတဲ့သွေးတွေကိုတုံးချကသူ့ရဲ့ပန်းရောင်လျက်စီးမိုးကြိုးစွမ်းအားနဲ့ဝဝကြီးကိုရှော့တိုက်ပေးလိုက်ပြီးသူ့ရဲ့ပါတနာတနတ်ဖြစ်တဲ့ဒေါ်နာနဲ့ဝဝကြီးကိုဟက်ရှော့တစ်ချက်တည်းနဲ့ဆုံးသက်ပေးလိုက်ပါတယ်ဒီလိုနဲ့နာဂူမာလည်းကလေးစားချနိုင်ခဲ့ပြီးသူ့ရဲ့အိမ်ပြန်လမ်းမှာလာလျှောက်တဲ့ဘသူကမဆိုရှေ့ပင်မယ်လို့ပြောကာဂူတဲကနေထွက်နိုင်မဲ့လမ်းကိုရှာမှုထွက်လာခဲ့ပါတယ်ဒါကတော့အိုတာကူလေးကနေစောက်ချမ်းရေးဖြစ်သူစီဇန်1အပိုက်တစ်ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ MIN ပါဒီနေ့ပိုင်းမှာတော့နာဂူမာတယောက်ကြောက်တဲ့ကနေအပေါ်ကိုပြတ်တက်မဲ့လမ်းကိုရှာမတွေ့တာကြောင့်အောက်ထပ်ကိုပဲဆက်ပြီးရှင်းလာခဲ့လိုက်ပါလမ်းတစ်လျှောက်တွေ့သမျှမော်စတာတွေကိုအမဲလိုက်တက်ဖြတ်စားတော့လဲ level တွေကထပ်မတက်လာတာကြောင့်အချက်ရနေခဲ့ပြီးမောင်နှမပဲတယောက်တည်းရှေ့ဆက်ရှောက်နေခဲ့ပါကြောက်ကနဲ့လာတာနဲ့အမျှတအားမှုန်လာတာကြောင့်တရိတ်ကြောက်မိအိမ်ကိုတုံးလိုက်တဲ့အချိန်မော်စတာအိမ်မှာတကောင်နဲ့တွေ့ပြီးရုတ်တရက်မျက်လုံးကနေအလင်းရောင်တွေထွက်လာကတလင်းကြောက်မိအိမ်လည်းမိမေကအလင်းရောင်တွေပြောက်ကွက်သွားခဲ့ပါနောက်ပြီးသူ့ရဲ့ဘက်လက်ကပါကြောက်ဖြစ်ပြောင်းနေတာကြောင့်မြင်းမြရည်စင်ကိုတုံးကပူတလိုက်ပြီးမော်စတာအိမ်မြောက်ကိုလိုက်ဖို့တလုံးတန်းနဲ့အကွက်ပြကမဲထန်ကဆရာကြတဲ့ကွာလို့ပြောပြီးဆောက်ကွက်တက်ကိုဒေါ်နာရဲ့အနံလေးပေးပြီးဆုံးသက်ပြစ်လိုက်ပါတစ်ဖက်မှာတော့ဘရင်နဲ့စစ်ကော်ခိုင်ရနဲ့သူရဲကောက်တွေဟာဝင်ကဘာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုဆွေးနွေးနေခဲ့ကြပြီးတိုင်းပြည်မှာလည်းစစ်ကော်ခိုင်ရနဲ့သူရဲကောက်တွေတက်ကတယောက်ဟာတိတ်ဆုပ်သွားပြီဆိုတဲ့သတင်းဟာပြန့်နှံ့နေတာကြောင့်ဘရင်ကပြောပြနေခဲ့ပါနောက်ပြီးဒီကိစ္စကိုရင်ကုန်နှုတ်ပိတ်နေကြဖို့နဲ့အစမပေါ်ကြတော့ဖို့ပြောရင်စစ်ကော်ခိုင်ရသူတွေကိုဘရင်ကသဘောတူညီမှုရယူလိုက်ပါခေါရီကတော့စိတ်တံရံတွေရကအေးရတဲ့ပုံပုံလဲနေခဲ့ပြီးရှီရာဆာဂီလည်းမတော်တဆမှုဖြစ်ခဲ့တဲ့နေ့ကကြောင့်ကိုတွေ့ရသူရဲ့ဆွမ်းဆက်ရည်ကိုအားမလို့အားမရဖြစ်ကဆက်ပြီးလေ့ကျင့်နေခဲ့ပါတယ်လေ့ကျင့်နေတဲ့နေရာနီနာမဟီယာမှာတယောက်နာကူမှာပေါ်လောက်ခတ်မိတဲ့ကိစ္စတွေတဲ့အုံမလို့အုံမပဲတယောက်တည်းပြရခန့်နေတာကိုရှီရာဆာဂီတယောက်တွေ့လဲရပြီးနာကူမှာကြောက်တဲ့ပြုတ်ကျသွားတာဟာဟီယာမှာလက်ချက်များဖြစ်နေမလားဆိုပြီးတော့တန်တရားဝင်နေခဲ့ပါတယ်ဒီလိုနဲ့ခါအိုလီရှီယာခန့်နဲ့ဝလာခဲ့ပြီးခဏကြာတော့ခါအိုလီလည်းနိုးလာခဲ့ပါတယ်ရှီရာဆာဂီလည်းအိပ်ပျော်နေတာ9ရက်ရှိပြီလို့ပြောလိုက်တဲ့အချိန်ခါအိုလီလည်းနာကူမှာဟာသူ့ကြောက်တဲ့ပြုတ်ကျသွားတာဖြစ်ကြောက်ပြောကဝမ်းနဲ့နေခဲ့ပြီးနာကူမသိသေးဘူးလို့ဆိုကအော်ပြောနေခဲ့ပါပြီတစ်ဖက်မှာလည်းနာကူမာတယောက်မော်စတာတွေနဲ့ရေဆိုင်တိုက်ခိုင်ရင်ကြောက်ရဲ့အဆုတ်တီကိုဆင်းနေခဲ့ပြီးအခုဆိုသူပြုတ်ကျခဲ့တဲ့နေရာကနေအောက်အထက်50ကိုရောက်ရှိနေခဲ့ပြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ဘလူးရုပ်စုကြီးနှစ်ခုစောက်ကျနေတဲ့တကားပေါက်ကြီးတစ်ခုရှိကိုရောက်ရှိလာခဲ့ပြီးတကားရဲ့မျက်နှာပြင်မှာလည်းနာကူမာတစ်ခါမှမမြင်ဘူးတဲ့လော့ပုံစံအကွက်တွေကိုတွေ့လိုက်ရပါတယ်နာကူမာလည်းချွေချွေဝေးဝေးစဉ်းစားမနေတော့ပဲသူ့ရဲ့သဏ္ဍာန်ပြောင်းချင်းစွမ်းကိုတုပ်ပြီးတကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်ဘေးကဘလူးရုပ်စုကြီးနှစ်ခုကတက်ဝင်လာခဲ့ပြီးနာကူမာကိုစတင်တိုက်ခိုက်ကြပါတော့တယ်ပရမတ်ဘလူးကြီးတကောင်ကိုတော့ခဏလေးနဲ့တတရရပဲနာကူမာတည်းဖိ
ရှင်းနိုင်ခဲ့ပြီးကျန်တဲ့နောက်တစ်ကောက်ကိုကြသိမ့်မလွယ်ကူနေခဲ့ပါဘူး။နောက်ပြီးဘလူးကြီးတွေဟာဒီတကားကြီးကိုပဲကာကွယ်ပေးနေကြပြီးတကားနဲ့ဝေးရကိုရောက်တဲ့အခါနာဂူမာကိုလည်းပြီးမတိုက်ခိုက်တော့ပဲတကားနာမှာပဲကာကွယ်လုပ်ပြီးနေတာကြောင့်တကားရဲ့နောက်ဘက်မှာဘာမှရှိနေမလဲဆိုပြီးနာဂူမာတရားစိတ်ဝင်စားသွားခဲ့ပါဒီလိုနဲ့ဘလူးကြီးကိုမြန်မြန်ဆန်ဆန်ပဲဒီကားဆက်ဆောင်ပြီးထားကြကြရှင်းပြလိုက်ပါတော့။နောက်ပြီးဘလူးကြီးတွေရဲ့ခန္ဓာကိုယ်ထဲကနေနီယောင်မနာလုံးလုံးကိုထုတ်ယူလိုက်ပြီးတကားရဲ့မျက်နှာပြင်ကိုထက်လိုက်တဲ့အချိန်တကားကြီးဟာလည်းမော်ဆာဆာမဲ့ပွင့်လာခဲ့ပါနာဂူမာလည်းအထက်ကိုတက်တက်ဝင်သွားခဲ့ပြီးကုဘတုံပတရာရှိတဲ့တုံးရဲ့အလဲတက်တက်မှာမစုတလောက်လေးရှိတဲ့ဆိုရင်မဲ့သာရှိတဲ့တွင်းပစ္စည်းလေးကိုစပယ်ရွှေရလေးနဲ့အုပ်ရဲ့တာကလေးမလေးတယောက်ကိုတွေ့လိုက်ရပါအဲ့ချိန်နာဂူမာလည်းမော်စတာလာလူလာခွဲခြားမရဖြစ်နေခဲ့ပြီးမရှုပ်ချင်တာနဲ့သူ့ကိစ္စမဟုတ်ဘူးလို့တွေးပြီးအပြင်ကိုပြန်ထွက်မလို့နေတဲ့အချိန်ကလေးမလေးကလည်းသူ့ကိုကတ်တေးပေးဖို့နာဂူမာကိုတောင်းဆိုလိုက်ပါတယ်နာဂူမာလည်းဒီလိုနေရာကြောင်းနဲ့ကြီးမျိုးထဲမှာချစ်ပစ်ခံရတဲ့သူဟာတောင်းတိုင်းလူမဟုတ်နိုင်ကြောင်းပြန်ပြောလိုက်ပြီးကတ်တေးပေးဖို့ကိုလည်းစိတ်ဝင်စားကြောင်းပြန်ပြောလိုက်ပါတယ်ကလေးမလေးကလည်းသူခုလိုဖြစ်ရတာဟာသူ့ပြစ်မဟုတ်ကြောင်းနောက်ပြီးသူဟာသစ္စာဖောက်ခံခဲ့ရတာဖြစ်ကြောင်းပြောလိုက်တဲ့အချိန်နာဂူမာလည်းသူ့ဖြစ်ကိုပြန်သွင်းမိတာကကိုချင်းစာသားပြီးကလေးမလေးစီကိုအနိကသွားကြည့်လိုက်ပါတော့နောက်ပြီးဘလို့ဖြစ်ပြီးဒီနေရာကိုရောက်နေတာလဲမင်းကပါလဲလို့ပါထမေးလိုက်ပါတယ်ကလေးမလေးကလည်းသူဟာတော်ဝင်ပဲရမျိုးနဲ့စားအားကြီးပဲရတကောင်ဖြစ်ကြောင်းဒီလိုစားအားကြီးနေတာကြောင့်မျိုးနဲ့ဝင်တွေကမလိုလားတော့ပဲတပြစ်ဖို့ကြံစီခဲ့ကြပြီးသူ့ရဲ့ healing ဘိုင်းကတအားကောင်းနေတာကြောင့်ဘလို့တတ်မသေးပဲဖြစ်နေခဲ့ပါဒါကြောင့်တက်လို့မရတဲ့ဆိုဒီနေရာမှာပဲချိပိတ်ထားခဲ့ကြပြီးအခုဆိုရင်နှစ်ပေါင်းများစွာရှိနေခဲ့ပြီးဖြစ်ကြောင်းနာဂူမာကိုရှင်းပြလိုက်ပါတယ်နာဂူမာလည်းကလေးမလေးပြောတာနောက်တော့ပြီးနောက်ကယ်တဲ့ဘေးဖို့ကိုဆိုပြချက်ချလိုက်ပြီးချိပိတ်ထားတဲ့ကုဘတုံးကြီးကိုသူ့ရဲ့တံပြောင်းချက်ဆွမ်းနဲ့အဆောင်ကိုဖျက်ဆီးပြလိုက်ပါတော့တယ်ဒီလိုနဲ့ကလင်းမလေးလည်းချစ်ပေးရကနေလွတ်လာခဲ့ပြီးကိုတိုးလုံးလေးနဲ့နာဂူမာရဲ့ဘေးမှာလဲကျနေခဲ့ပါနောက်ပြီးနာဂူမာရဲ့လက်လေးကိုကိုက်ကန်နေထနေကြပြောလိုက်ပြီးနာဂူမာကလည်းကလင်းမလေးကိုနာမည်မေးလိုက်ပါတယ်ကလင်းမလေးကလည်းအရင်ကနာမည်ကိုမသုံးချင်တော့ကြပြောပြီးနာဂူမာကိုနာမည်အစ်စ်ပေးဖို့ပြောလိုက်ပါတယ်နာဂူမာလည်းခဏစေးစားလိုက်ပြီးကလင်းမလေးကိုစတင်တဲ့ချိန်ကရေကဘာကလာမင်းကြီးကိုတတိယကြောင့်ပြောက UA ဆိုတဲ့နာမည်လေးကိုပေးလိုက်ပါကလင်းမလေးကလည်းနာမည်လေးကိုသဘောကျနေခဲ့ပြီးနာဂူမာကိုပြေးဖက်လိုက်တဲ့အချိန်အပေါ်ကနေအမေရချောင်းကြီးတွေပြုတ်ကျလာကနာဂူမာရဲ့နောက်ကျောကိုမှန်သားခဲ့ပြီးအဲ့နေရာမှာတင်နှစ်ယောက်စလုံးလဲကျသွားခဲ့ပါတယ်ဒါကတော့အိုတာကိုလေးကနေစောက်ကြရင်ဖြစ်တော့စီဇန်1အပိုင်း2ပဲဖြစ်ပါကျွန်တော်ကတော့ MIN ပါနာဂူမာလည်းမင်းမရည်တင်ကိုတုံးအမေရချောင်းကြီးနဲ့ပေါ်ပတ်ဖြန်းလိုက်ပြီး UA ကလည်းကူပြီးတော့ဆွဲထုတ်ပေးလိုက်ပါတယ်အဲ့ဒီမေရချောင်းနဲ့ဟာမိနစ်6ပါတဲ့ Monster Scorpion ကြီးစီကနေလာတာဖြစ်ပြီး UA ကိုအဒီခါနဲ့ကနေမထွက်သားသိချင်တာကြောင့်တားဆီးနေတာဖြစ်ကြောင်းကိုနာဂူမာကသဘောပေါက်သွားခဲ့ပါတယ်နာဂူမာလည်းသူမပါလာတဲ့ Monster ဝဝကြီးရဲ့တည်နဲ့လှုပ်ထားတဲ့ဝက်ထဲကို UAC ပေးလိုက်ပြီးသူ့ရဲ့နောက်ကျောင်းမှာအိမ်မက်သက်ဘက်ကတ်တွယ်ခိုင်းလိုက်ပါတယ်နောက်ပြီး Monster Scorpion ကြီးနဲ့သူတပြန်ကိုယ်တပြန်ကြိတ်ကြပါတော့Monster Scorpion ကြီးကလည်းသူ့ရဲ့အမိကနေအစိတ်တွေမရချောင်းတွေနဲ့တိုက်ခိုက်ပြီးနာဂူမာကလည်းသူ့ရဲ့ဒေါနာနဲ့ခေါင်းတက်တဲ့နေရာကိုပဲပြစ်မှတ်ထားတိုက်ခိုက်နေတော့လဲအခွန်ကတအားမာနေတာကြောင့်ကြီးမတိုးပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ UA လည်းနောက်ကျောင်းမှာကတ်နေရကနေဆင်းလိုက်ပြီးဘာမပြောညာမပြောနာဂူမာရဲ့လက်ပင်ကိုကိုက်ကသွေးကိုဆုပ်ယူလိုက်ပါတယ်နာဂူမာလည်းကနာတပြုတ်အားနဲ့သွားခဲ့ပြီးအနီးနားမှာရှိတဲ့မြေသားတုတွေကိုသူ့ရဲ့တံပြောင်းချေဆွမ်းနဲ့အကာရန်တွေလှုပ်လိုက်တဲ့အချိန် Monster Scorpion ကြီးကလည်းနာဂူမာနီးသူတံပြောင်းချေဆွမ်းနဲ့ပြန်ထိတ်ချိုးပြလိုက်ပါတယ်ဒီလိုနဲ့နှကောင်သားဆွမ်းအားချေပြန်နေခဲ့ကြပြီးခဏကြာတော့ UA လည်းသိစိတ်တာကိုရက်လိုက်ကမိုးပြရောက်မိသားလုံးကြီးကိုထုတ်လိုက်ပြီး Monster Scorpion ကြီးရဲ့ခေါင်းတက်ကိုပစ်ချပေးလိုက်ပါတယ် UA တယောက်လည်းလဲကျသွားခဲ့ပြီးသူသွန်းလိုက်တဲ့ Monster အားပြင်းလွန်တာကြောင့်မိုင်နာတာအားကိုကြောင့်နာဂူမာကိုပြောပြလိုက်ပါတယ်နာဂူမာလည်းနောက်တစ်ခါဒီတိုက်ထက်လို့တောက်ဆိုလိုက်ပြီး Monster Scorpion ကြီးကိုတခြားတစ်ပတ်စီသူမြှောက်ခေါ်သွားခဲ့ပါတယ် UA ရဲ့ပြာရောင်မိသားလုံးကြီးဆင်းနေပစ်တာနဲ့ Monster Scorpion ကြီးရဲ့ကောက်တက်ကိုပစ်ချခိုင်းလိုက်ပြီးနာဂူမာလည်းသူ့ရဲ့တနတ်ဒေါနာနဲ့ကောက်တက်ကိုထပ်ပြီးပစ်ထပ်ပေးလိုက်ပါတယ်ဒီလိုနဲ့မာလာပါတယ်ဆိုတဲ့အခေါ်လက်ကြီးတိုးသွားခဲ့ပြီး Monster Scorpion ကြီးလည်းထောက်လာအိတ်ဆက်သွားခဲ့ပါတယ်နာဂူမာလည်း Monster Scorpion ကြီးရဲ့တာကိုစားဖို့အတွက်လီထုတ်လိုက်ပြီးဗမရတရားလော်ခဲ့တဲ့နှစ်ပတ်တော့ကဖြစ်ပွားခဲ့တဲ့စစ်ပွဲတင်မှာမြေပြတ်တုတ်တဲ့ခံလဲရပြီးမလားလို့ဆိုက UA ကိုမေးလိုက်ပါတယ်နောက်ပြီး UA ရဲ့တာနှစ်ပတ်တော့ကြော်ပြီးမလားလို့ထပ်မေးလိုက်တဲ့ချိန် UA လည်းနာဂူမာကိုပူကြီးကြီးကဒီလိုပြောတာဟာရိုက်ရောက်မင်းမတပြီးပြန်ပြောလိုက်ပါတယ် UA ကတခြားဘက်ပဲရတယ်နဲ့မတူပဲ Healing ဘက်ကတာအားကောင်းပြီးအသက်ကလည်းလုံးဝမကြီးပါဘူးနာဂူမာလည်း UA ကိုဒီနေရာအကြောင်းနဲ့ထပ်လန်းအကြောင်းကိုမေးလိုက်ပြီး UA ကလည်းဒီနေရာဟာမဘရစ်တကောင်ကတိဆောက်ခဲ့တာဖြစ်ကြောင်းမဘရစ်တွေဟာနဖျားတွေရဲ့တမန်တော်တွေဖြစ်ကြပြီးနဖျားတွေကိုတော်လန်ပုတ်ကခဲ့ကြကကဘာကြီးကိုဖျက်ဆီးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီလိုနဲ့မအောင်မြင်တဲ့အစိုးဝင်ကဘာတွေစီကိုထပ်ပြေးလာခဲ့ကြပြီးကျောင်းရဲ့အနက်ဆုံးမှနေထိုင်ခဲ့ကြောင်းနာဂူမာကိုရှင်းပြလိုက်ပါတယ်နာဂူမာလည်းဒီလိုဆွမ်းအားကြီးတမန်တော်တယောက်နေတဲ့အောက်ဆိုထမှာအပေါ်ကိုတက်ရက်တက်သွားနိုင်မဲ့လမ်းရှိနေကြောင်းပြောကအောက်ဆိုထကြီးစေကြီးကြဖို့ UA ကိုပြောလိုက်ပါတယ်ဒီလိုနဲ့နောက်လက်နဲ့တစ်ခုအဖြစ် rifle တနက်ကိုဖန်တီးလိုက်ပြီးသူရဲ့တနက်တော်နာဟာအားနေသေးတာကြောင့်နောက်ထပ်ဖြတ်အားပြေးလက်နဲ့တစ်ခုလိုအပ်ကြောင်းကို UA ကိုပြောပြလိုက်ပြီး rifle တနက်ကိုရှိတာကဲလို့အမည်ပေးလိုက်ပါတယ်UA ရဲ့နာဂူမာကိုကြည့်ကအော်နေခဲ့ပြီးနာဂူမာကိုဒီအောက်ကိုဘယ်လိုရောက်နေတာလဲဘာလို့မော်ဆာအားတွေကိုထိချုံနိုင်တာလဲဘာလို့မော်ဆာအသားစားနေရလဲဘလာဘလာဘလာဆိုပြီးတော့ဝီမန်ပြီးနာဂူမာကိုစာပြီးပွားပါတော့
နာဂူမာလည်းစေးထားဖို့ပြောကတကူချေစီကိုရှစ်ပြပေးလိုက်ပြီး UA လည်းနားသွလို့ပြီးတဲ့နဲ့တော်တော်ခက်ခဲမှပဲလို့ဆိုကနာဂူမာတက်စိတ်မကောင်းဖြစ်ပေးနေခဲ့ပါနာဂူမာကလည်းသူဟာတိတ်ကိုစိတ်မဝင်စားတော့တယ်လို့အတမ်းမော့တွေကိုလည်းမိတ်ပြလိုက်ပြီးဖြစ်ကြောင်းသူရဲ့ရီမတ်ချက်ကလည်းအေကာဘာကအေကိုပြန်ရဖို့တက်ပဲဖြစ်ကြောင်း UA ကိုပြလိုက်ပြီးပြန်ဆန်မရှိဖြစ်နေတဲ့ UA ကိုလည်းသူနဲ့သူလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဘက်ကမှမသိတဲ့မော်စတာဒိုင်နိုဆောကြီးတွေထပ်ပေါ်လာခဲ့ပြီးနာဂူမာနဲ့ UA တို့နောက်ကိုလိုက်ပါတော့တယ်ကောင်းပေါ်မှာလည်းပန်းငွေစီရှိနေတာကိုတွေ့လိုက်ရပြီးအဲ့ဒီပန်းမွေးတွေဟာကပ်ပါကောင်တွေဖြစ်ကြပါတယ်အဲ့မတိုင်ခင်မော်စတာဂေါ်စီလာတကောင်ကပန်းမွေးတွေကိုဖျက်ဆီးနေတာကိုတွေ့လိုက်ရပြီးတရရကထိချုံနေတာကိုလည်းနာဂူမာတို့ကခံမှန်းမိသွားပါတယ်ဒီလိုနဲ့နာဂူမာလည်း UA ကိုကြောပေါ်တင်ကပိတ်ကြောထပြေးလာခဲ့ပြီးတနေရာရမှာတော့ပန်းမွေးတွေကွက်ပေါက်နေတဲ့ကူကြီးတကူကိုတွေ့လိုက်ရပါတယ်နာဂူမာနဲ့ UA တို့လည်းမော်စတာဂေါ်စီလာကြီးတွေကလည်းနေတဲ့ကြောင့်ဒီကူတဲ့ကိုပဲဝင်ပြေးသွားခဲ့ကြပြီးမော်စတာဂေါ်စီလာတွေကိုမျက်ခြေဖြတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့နှစ်ရသားရှိစစ်လာခဲ့ကြပြီးခဏကြာတော့ဆေးရပူပွဲလေးတွေလေးလာခဲ့ပြီးနာဂူမာကလည်း UA ကိုတတိထားဖို့ပြောလိုက်ပါတယ်ပြောနေရင်မှပဲချက်ချင်းဆိုသလို UA တရားကားပေါ်မှာပန်းတမဲပေါက်လာကထိချိုးခါလိုက်ရပြီးနာဂူမာကိုစတင်တိုက်ခတ်ပါတော့တယ်နာဂူမာလည်းကြရဲနေပြီးပြန်တက်ခဲလို့မြတ်ဖြစ်နေတဲ့အချိန်ပန်းမွေးတွေကိုထိချိုးနေတဲ့မော်ဆာဖလာဝါတကပေါ်လာခဲ့ပါတယ်နောက်ပြီး UA ကိုထိချိုးကနာဂူမာကိုတိုက်ခတ်ခိုင်းနေခဲ့ပြီးအရှင်နာဂူမာရဲ့ကားပေါ်မှာလည်းပန်းတမဲပွင့်လာခဲ့ပါတယ်ဒါပေမဲ့ပန်းမင်းဟာခဏကြာမှပဲပြန်ညှို့သွားခဲ့ပြီးမော်ဆာဖလာဝါကြီးကလည်းနာဂူမာကိုထိချိုးလို့မရနိုင်တာကိုသိသွားခဲ့ပါတယ်ဒီလိုနဲ့ UA ကိုကာဗာလုပ်ပြီးနောက်ကနေတက်ခတ်ခိုင်းနေခဲ့ပြီး UA ကလည်းသူ့တက်ထက်မစင်စားပဲပြတ်တက်ခိုင်းဖို့နာဂူမာကိုပြောလိုက်တဲ့အချိန်နာဂူမာလည်းစိတ်နောက်မစင်စားပဲ UA ကောင်းမော်ကပတ်မွေးတက်ကိုဒေါ်နာနဲ့ပြစ်လိုက်ပြီးတစ်ချက်တည်းနဲ့မော်ဆာဖလာဝါကြီးရဲ့လက်ကိုပါထိသွားခဲ့ပါတယ် UA လည်းထိတ်ချုပ်ခံနေရကနေလွတ်သွားခဲ့ပြီးနာဂူမာလည်းမော်ဆာဖလာဝါကြီးကိုအချီလေးတွေပြင်မှုပြောကကောက်တက်ကိုဒေါ်နာရဲ့အနမ်းလေးပေးပြီးဆော့တက်ပြစ်လိုက်ပါUA တယောက်လည်းနာဂူမာကသူ့ကိုလက်တမတော့ပဲတနက်နဲ့ပြစ်လိုက်တာကိုအော်နေခဲ့ပြီးသူရဲ့စပင်းမွေးနန်းနန်းလောင်သွားကြောင်းပြောကဝီမက်ပြီးနာဂူမာကိုရင်းနေပါတော့တယ်နောက်တော့တနေရာမှာစကတ်ချနာယူလိုက်ကြပြီး UA ကိုလည်းတခုခုစားဖို့နာဂူမာကပြောလိုက်ပါတယ် UA ကလည်းသူဟာစားဖို့မလိုအပ်ကြောင်းနာဂူမာရဲ့တေးကသာအာဟာရဖြစ်ကြောင်းပြလိုက်ပြီးမိမမာယာတော့ကနာဂူမာကိုဖျားရောက်သွေးဆောက်လိုက်ပြီးပျော်ကြီးစတဲ့သုံးဆောက်ပါတော့တယ်တခြားမတွေးကြပါနဲ့သွေးဆောက်တာကိုပြောတာပါဒီလိုနဲ့တနေရာပြီးတနေရာဖြတ်ကျော်လာခဲ့ကြပြီးအောက်ဆုံးထက်တနေရာကိုရောက်လာခဲ့ကြပါတယ်သူတို့ရဲ့ရှိမှလည်းမူကောက်9လုံးပတ်လက်ပေါ်တကားတစ်ချက်ရှိနေခဲ့ပြီးနာဂူမာကလည်းတခြားတစ်ဖက်မှာဒီတက်ဆိုတာရှိနေကြပြောက UA ကိုလည်းစိုးရိမ်နေလားလို့မေးလိုက်ပါတယ်UA ကလည်းနာဂူမာတာရှိရင်မိသားကိုပဲကြော်ရဒါပင်လည်းကိုပဲဖျက်ရပလာလာကုန်ရေးဆိုင်မှာပဲလို့ပြောကတကားကြီးကိုဖွင့်လိုက်ကြပြီးအလင်းရောင်လေးထွက်လာကပိုက်တော့ဟာလည်းဒီနေရာမှာပဲပြီးသွားခဲ့ပါတယ်ကျွန်တော်ကတော့ MIN ပါနာဂူမာနဲ့ UA တို့ကလည်းအထက်ကိုဝင်သွားခဲ့ကြပြီးကြီးကြပ်ခန်းနာလှပတဲ့ခမ်းမကြီးတစ်ခုတည်းသို့ရောက်သွားခဲ့ကြပါတယ်တခါလုံးမှာလည်းလှပတဲ့တင်ကြောက်တိုင်ကြီးတွေအများကြီးရှိနေခဲ့ပြီးနှစ်ယောက်သားတယောက်လက်ကိုတယောက်ကန်ကဖေးဖေးရေးတွေရှေ့လျှောက်လာခဲ့ကြပါတယ်မတိသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလို့တော့ထင်နေပေါ်ရပါတယ်လို့ပြောနေတော့မှပဲသူတို့ရှေ့မှာမော်ဆက်ကွင်းကြီးတခုပေါ်လာခဲ့ပြီးကောင်းချော့လို့ပါတယ်မော်စတာမွေကြီးတဲ့ကောင်သူတို့ရဲ့ရှိတဲ့မှာပေါ်လာခဲ့ပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲလေးဟာမပြီးဆုံးခင်မှာပဲတိုက်ပွဲလေးတစ်ပတ်ဆင်နေကြရတော့မှာပဲဖြစ်ပါတယ်မော်စတာမွေကြီးရဲ့ကောင်းချော့လို့ဟာအယောင်တွေပါရှိပြီးခေါင်းတစ်လုံးစီမှာဆွမ်းအားတစ်မျိုးစီပါရှိပါတယ်ဒီရောင်ကောင်ကတော့မီလုံးလေးမှုန့်နိုင်ပြီးအပြာရောင်ကောင်ကတော့ရေခဲတွေမှုန့်နိုင်ပါတယ်နောက်ပြီးဆေးရောင်ကောင်းကနေထလာတဲ့ဆေးရဓာတ်ချက်တင်မှုထိုးတိုက်ခိုက်နိုင်ပြီးနာဂူမာနဲ့ UA တို့ကလည်းပြပြဆော့ပိတ်လိုက်ကြတဲ့အချိန်မော်စတာမွေကြီးလည်းဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ချိန်မော်စတာမွေကြီးရဲ့ဒဏ်ရာတွေဟာချက်ချင်းဆိုသလိုခဏလေးနဲ့ပြန်ကောင်းသွားခဲ့တာကိုနှစ်ယောက်သားတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့ဖီယာကောင်းကြီးကသူ့ရဲ့ဟီးရဲဆွာအားနဲ့ပြန်လဲကုသပေးနေတာဖြစ်ပြီးနာဂူမာနဲ့ UA တို့ကလည်းဖီယာကောင်းကြီးကိုပထမဆုံးဖြုတ်ချဖို့တဲ့ပြင်းမဲ့ထားတိုက်ခိုက်ကြပါတော့တယ်။ UA လည်းသူ့ရဲ့မိများတွေနဲ့ဖီယာကောင်းစီကိုတက်ပြစ်လိုက်ပြီးအဲ့ချိန်ပွာယာကောင်းကြီးကလည်းရှေ့ကဝင်ခံပေးလိုက်ပြီးကာဗာလုပ်ပေးလိုက်ပါနာဂူမာလည်းမော်စတာမွေကြီးရဲ့တိုက်စင်းတဲ့ခံစစ်လုံးနိုင်စွမ်းတွေကိုကြည့်ကအချက်ရဲနေခဲ့ပြီး UA ကလည်းသူ့ရဲ့မော်စတာတွေနဲ့ထပ်တိုက်ခိုက်မှုလုပ်နေတဲ့အချိန်ညော်ရကောင်းကြီးက6ကိုတိုက်ခိုက်လိုက်ပြီး UA ကိုစိတ်ညှို့လိုက်ပါတော့တယ်ညော်ရကောင်းကြီးရဲ့စားဟာလူတယောက်ရဲ့စိတ်ခံစားချက်တွေကကြာရဆိုဖြစ်ဖက်ပူရဲကိုတုံးချကစိတ်ညှို့နိုင်တဲ့အစွမ်းဖြစ်ပြီးညှာလွယ်တဲ့ UA တယောက်လည်းကောင်းကောင်းကြီးညှို့ခံလိုက်ရပါတယ်ဒီလိုနဲ့မွေစာဖြစ်တော့မဲ့ UA ကိုနာဂူမာကဝယ်ကပ်ပေးလိုက်ပြီးပိုးတလုံးချန်ထားခဲ့ကမော်စတာမွေကြီးကိုမိခင်ပေးလိုက်ပြီးခြေခဏဆွဲထားလိုက်ပါတယ်UA တယောက်လည်းစိတ်ညှို့ခံထားရတာကြောင့်တွေ့ရတဲ့မှာနေမျိုးနေခဲ့ပြီးနာဂူမာကိုလည်းသူ့ကိုမပစ်ထားခဲ့ဖို့ပြောကဒရာမာပါလေးခင်းလိုက်ပါတယ်နာဂူမာကလည်းဗမာဆိုင်ညာမဆိုင် UA ကိုသူ့ရဲ့ first kill လေးပေးလိုက်ပြီး UA ကိုဘယ်တော့မှထားသားမှမဟုတ်ကြောင်းပြောကစိတ်ဓာတ်မြင့်တည်လုပ်ပေးလိုက်ပါတယ်နှစ်ယောက်သားရိုနေတာကိုလာချောက်ကြည့်နေတဲ့ဆေးရောင်မွေကောင်းကိုလည်းနာဂူမာကတနက်နဲ့ဆော်ပေးလိုက်ပြီးဆောက်အဖိကောင်လို့ပြောလိုက်ပါတယ်ဒီလည်းနဲ့မော်စတာမွေကြီးကိုမြန်ရှေ့ပြဖို့တဲ့သူရဲ့လက်နဲ့တစ်ဖြစ်တဲ့ rifle တနက်ရှိလာခဲ့ကိုတော့ဖို့ကြံရသွားခဲ့ပါတယ်နာဂူမာလည်း UA ကိုခြေခဏဆွဲထားပေးဖို့ပြောလိုက်ပြီးခုနကညိုရမွေကောင်းကြီးကလည်း UA စီကိုပြန်လာပြီးစစ်ထညှို့ဖို့ကြိုးစားပါတော့တယ်။ UA လည်းခုနကနာဂူမာပေးထားတဲ့ first kill ကြောင့်မိုတီတွေရသားခဲ့ပြီးဒီတစ်ခေါက်မှာတော့ညိုရမွေကောင်းကြီးလည်းညှို့လို့မရတော့ပဲအတီးခံလိုက်ရပါတယ်။ညိုရမွေကောင်းကြီးကလည်း UA ကိုညှို့လို့မရတာကြောင့်နာဂူမာစီကိုလှည့်သားခဲ့ပြီးစစ်ညှို့ဖို့ကြိုးစားတဲ့အချိန်နာဂူမာလည်းငါးပါဆော်ရှိတယ်လို့ပြောကတောက်ခွက်တက်ကိုကြည်စံနဲ့ပြစ်ပေါက်ပေးလိုက်ပါတယ်
နောက်ပြီးနာဂူမာလည်းရဖက်တနက်ရှိလာခဲ့ကိုဆွက်ကပ်လိုက်ပြီးမော်စတာမွေကြီးကိုတစ်ချက်လောက်မြည်ကျွေးပေးလိုက်ပါတယ်ယူဝေကလည်းလျှက်စစ်စလုံးတင်နဲ့မော်စတာမွေကြီးကိုရှော့တိုက်ပေးလိုက်ပြီးနှစ်ယောက်သားချစ်စွမ်းအင်ကြောင့်မော်စတာမွေကြီးရဲ့ခေါင်းနဲ့ဟာအကုန်လေးတက်ခဲ့ပြီးကိုထက်တစ်ခုသာကြံခဲ့ပါတော့တယ်ယူဝေလည်းအားရင်နဲ့ကိုခန့်သားတဲ့လဲကျသွားခဲ့ပြီးနာဂူမာကလည်းပြီးသားပြီးအထင်နဲ့ယူဝေစီကိုရှောက်လာတဲ့အချိန်နောက်ကနေခုနှစ်လုံးမြောက်မွေကောင်းကြီးကပေါ်ထွက်လာခဲ့ပြီးယူဝေကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်ပါတော့တယ်အဲ့ချိန်နာဂူမာကရှေ့ကဝန်ခံပေးလိုက်ပြီးတကုံလုံးဆွတ်ပြတ်တက်သွားခဲ့ပြီးညာဘက်မျက်လုံးတစ်လုံးမှကန်းသွားခဲ့ပါတယ်အဖက်တနက်ရှိလာခဲ့လည်းပျက်စီးသွားခဲ့ပြီးနာဂူမာလည်းတတိလက်သွားခဲ့ပါတယ်ယူဝဲလည်းနာဂူမာကိုမော်စတာမွေကြီးရဲ့ပြစ်ကွဲထားကနေဆွတ်တော့သွားခဲ့ပြီးနာဂူမာကိုမဆိုးရှုချင်တာကြောင့်မွေကြီးကိုတရားလက်တက်ခိုက်ပါတော့တယ်မော်စတာမွေကြီးကလည်းထိမရအောင်တောင်းကြနေခဲ့ပြီးခမကြီးတစ်ခုလိုလည်းရစားမရှိအောင်ဖြစ်နေခဲ့ပါပြီယူဝဲလည်းမွေကြီးလက်ချက်နဲ့ထိနာသွားခဲ့ပြီးငုံနေတဲ့အချိန်ယူဝဲငိုတန်ကိုကြားတာနဲ့နာဂူမာလည်းပြန်လဲနိုးလာခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားဆက်တက်ခိုက်ဖို့ပြင်လိုက်ကြပြီးယူဝဲကိုလည်းသူ့ရဲ့သွေးကိုထပ်တော့ခိုင်းလိုက်ပါတယ်နောက်ပြီးပြာရမီတော့ကြီးတစ်ခုကိုပြင်ဆင်ထားဖို့ပြောလိုက်ပြီးနာဂူမာကလည်းသူ့ရဲ့စီစဉ်တိုင်းမျက်နှာချက်ကြီးကိုဖုံးနေတက်ဆင်ကဖြိုချပစ်လိုက်ပါတယ်ပြောကြလာတဲ့မျက်နှာချက်ကြီးတွေဟာမော်စတာမွေကြီးပေါ်ပြချလာခဲ့ပြီးနာဂူမာကလည်းတရံပြချက်ဆန်းနဲ့မွေကြီးကိုလှုပ်လို့မြအောင်ထိချုပ်ထားလိုက်ပါတယ်။ယူဝေကလည်း ready ပြထားတဲ့မီးတောက်ကြီးကိုမော်စတာမွေကြီးအပေါ်ပစ်ချပေးလိုက်ပြီးအပြီးတိုင်ဆိုးသက်ပစ်လိုက်ကြပါတယ်။သူတို့နှစ်ဟာလည်းလုံနိုင်စားအကတ်သက်ကိုရောက်ကိုကြပြီးဖြစ်တာကြောင့်အဲ့နေရာမှာတစ်စစ်ချလက်ချက်လဲကျသွားခဲ့ကြပါတယ်။တစ်ဖက်မှာလည်းဆီယာမအာကီယိုကသူ့ရဲ့ကြောက်သားတွေကိုထပ်ပြီးမတက်ခိုက်ခိုင်းဖို့ဘိုးတော်ကြီးကိုတောက်ဆုံနေခဲ့ပြီးဘိုးတော်ကြီးကလည်းကိုတောက်လို့ကိုလို့ဖို့ဆီယာမအာကီယိုကိုပြောလိုက်ကတောက်ဆုံမှုကိုညှစ်ပက်လိုက်ပါတယ်။စစ်ခေါ်ခိုင်းတဲ့သူတွေဟာလည်းလေ့ကျင့်စေပွဲတဲ့ဝေကပါတဲ့ကိုပြန်ရောက်လာခဲ့ကြပြီးခါအိုဒီတယောက်ကတော့နာဂူမာအကြောင်းကိုပဲဆက်မပြတ်တွေးနေခဲ့ပါတယ်။ဒါကတော့ငနူဘွားမှာစောက်ကြရင်ဖြစ်သူစီဇန်1အပိုင်လေးပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ MIN ပါ။နာဂူမာတယောက်လည်းနိုးလာတော့ကလေးတစ်ခုပေါ်မှာရောက်နေခဲ့ပြီးလက်ကလည်းပြောဤဟာလေးတစ်ခုကိုကင်မိနေတာကြောင့်ထားကြည့်လိုက်တာနဲ့ဘေးမှာယူဝဲတယောက်ကိုလိုလိုကြီးနဲ့အိပ်ပျော်နေတာကိုမြင်ပြီးလန့်သွားခဲ့ပါတယ်။ဒီလိုနဲ့ယူဝဲကိုနှိုးလိုက်ပြီးမှထားသေးတာကြောင့်လျှက်စီနဲ့ရှော့တိုက်ပေးလိုက်ပြီးနှိုးပေးလိုက်ပါတယ်။ယူဝေတယောက်လည်းအိတ်ချင်မူရုနဲ့နိုးလာခဲ့ပြီးနာဂူမာကိုမြင်လိုက်ရတော့ဖတ်ငွေလိုက်ပြီးစိတ်ပူနေခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။နာဂူမာလည်းယူဝေကိုဖြစ်ကြောင်းကိုစီမေးလိုက်ပြီးယူဝေကလည်းမွေကြီးနဲ့တိုက်ခတ်မှုအပြီးမှာတကားကြီးလည်းပွက်သွားခဲ့ပြီးဒီနေရာကိုရှာတိတ်ကကြောင်းပြောပြလိုက်ပါတယ်။နာဂူမာလည်းဒဏ်ရာတွေဘလပွားနဲ့တတိပြန်မလဲလာတာကြောင့်မြင်းမြရည်စင်တုံးပြူကကုသပေးခဲ့ရပြီးသူ့အစွမ်းကိုဂိဆက်ပေးခဲ့ရကြောင်းယူဝေကရှင်းပြလိုက်ပါတယ်။နာဂူမာလည်းယူဝေကိုကျေးဇူးတင်ကြောင်းပြောပြီးဘာဖြစ်လို့သူကကိုလိုလိုဖြစ်နေရတယ်လဲလို့ထပ်မေးလိုက်ပါတယ်။ယူဝေကလည်းညစ်ပတ်နေလို့တရှင်းလုပ်ပေးထားတာဖြစ်ကြောင်းပြင်းနေတဲ့အပြုံကြီးနဲ့ပြုံးပြလိုက်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သားနီးနားတဝိုက်ရှောက်ကြည့်ခဲ့ကြပြီးတနေရာမှာတော့အိမ်တော်ကြီးတစ်လုံးကိုရှာတွေ့သွားခဲ့ပါတယ်။အထက်မှာလည်းရေချိုးခန်းမိဖို့ကြောင်စာအုပ်စင်အသုံးဆောင်ပစ္စည်းတွေအများကြီးကိုတွေ့လိုက်ရပါ။ပေါ်စိုးထက်မှာတော့အယိုးကျနေပြီဖြစ်တဲ့လူတစ်ယောက်ကိုကိုပေါ်မှာထိုင်ရတာတွေ့လိုက်ရပြီးအရှိမလည်းမော်ဆက်ဝိုက်နီယောင်ကြီးတစ်ခုရှိနေခဲ့ပါတယ်။နောက်မှလည်းယူကိုတတိထားနေဖို့ပြောလိုက်ပြီးအိဆက်ကွင်းရဲ့လက်တက်ကိုဝင်သွားခဲ့ပါတယ်။ဒီလိုနဲ့အလင်းရံလေးဖြာထွက်လာပြီးရုပ်စုတဲ့ကနေဝိညာဉ်တကောင်ထွက်ပေါ်လာခဲ့ပါတယ်။သူရဲ့နာမည်ကတော့အော်စကာလို့ခေါ်ပြီးမကဘာကြောက်ကြီးကိုတိဆောက်ခဲ့တဲ့မာဗရစ်တစ်ယောက်ပဲဖြစ်ပါတယ်။နောက်ပြီးသူဟာစာသမ်းမှုတွေကိုကြော်လွန်ကအောင်နိုင်ခဲ့တဲ့သူကိုဆောက်ထားနေခဲ့တာဖြစ်ပြီးအောင်နိုင်သူအသက်လည်းသတင်းစကားတခုပါချေကြောင်းနာဂူမာကိုရှင်းပြလိုက်ပါတယ်။တစ်ဖက်မှာလည်းဆက်ခေါ်ခိုင်းတဲ့သူတွေဟာဝင်ကဘာတဲ့ကိုပြန်ရောက်နေခဲ့ကြပြီးမတော်တဆမှုဖြစ်ခဲ့တဲ့နေရာ65ထက်တိရောက်လာခဲ့တာကြောင့်ရှီလူနဲ့ခိုကူတော့ကညှက်သောကူယူတာပြောနေခဲ့ကြပါတယ်။နောက်ပြီးလူတိုက်စစ်တွေတိုးတက်လာတာကြောင့်ဝမ်းသာနေခဲ့ကြပြီးနာဂူမာမတော်တဆဖြစ်ခဲ့တဲ့တရားပေါ်ကိုရောက်သွားခဲ့ကြပါတယ်။တရားကြီးဟာလည်းကောင်းပကလေးတိုင်းရှိနေခဲ့ပြီးမော်စတာနဂါကြီးဟာလည်းမတည်သေးပဲအဲ့နေရာမှာပဲပြန်ပေါ်လာခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဆက်ခေါ်ခိုင်းတဲ့သူတွေဟာတုံလုံးချောက်ချားနေတော့ပဲအကုန်လုံးစီစီလုံးလုံးနဲ့ဗျူဟာကြကြပြန်တိုက်ခိုက်ကြပါတော့တယ်။လူလိုက်သူနေရာနဲ့သူထားကြကြတိုက်ခိုက်နေခဲ့ကြပြီးခက်ခက်နဲ့ဗနဂါကြီးကိုအတူပချပေးလိုက်နိုင်ခဲ့ကြပါတယ်။ကာအိုရီတို့အုပ်စုကတော့နဂါကြီးကိုတဲဆန်ရင်ဆိုင်တိုက်ခိုက်နိုင်လိုက်ပြီးအဝဲခံနေကြပေမဲ့တစ်ဖက်မှာနာဂူမာကတော့ဒီဝကဘာရဲ့တိဆောက်သူမာဗရက်အော်စကာနဲ့တိတ်ဆုံနေခဲ့ပါပြီ။မာဗရက်အော်စကာလည်းသူ့ရဲ့စွမ်းတွေကိုနာဂူမာစီလက်ဆက်ကမ်းပေးခဲ့ပြီးဒီစွမ်းတွေကိုမကောင်းတဲ့နေရာမှာအသုံးမချဖို့မှာကြာရင်မှညတချို့ကိုပါပေးခဲ့ပြီးပြောက်ကွက်သွားခဲ့ပါတယ်။အဲကြောင့်မှနာဂူမာလည်းမာဗရက်တွေဟာမကောင်းတဲ့သူတွေမဟုတ်တာကိုသိလိုက်ရပြီးဒီကဘာကြီးရဲ့အဖြစ်မှန်ကိုလည်းအလုံးစုံသိလိုက်ရပါတယ်။ဘလိုပဲဖြစ်ဖြစ်နာဂူမာကတော့ရေကဘာကိုပဲပြန်ဖို့တွေးနေခဲ့ပြီးဒီဝေကိုလည်းသူနဲ့သူလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။ယူဝေကလည်းသူဟာနာဂူမာရဲ့အပိုင်မှာလို့ပြောရင်နာဂူမာကလည်းသူဟာအော်စကာစီကနေရှေ့ကြတဲ့မော်ဆာအသမီးဖြစ်တဲ့ဖန်နီညစ်အစွမ်းကိုရလိုက်ကြောင်းယူဝေကိုပြောပြလိုက်ပါတယ်။အဲ့ဒီအစွမ်းဟာပဲရာဝတ္ထုကိုမဆိုအကောက်ဆုံးပို့သွင်းနိုင်တဲ့ရှေ့ကြတဲ့မော်ဆာအသမီးဖြစ်ပါဒီလိုနဲ့ညက်သားအော်စကာရဲ့အလောက်ကိုမြင်မြုပ်ပေးလိုက်ကြပြီးဒီနေရာမှာပဲခဏတစ်ဖြုတ်နေဖို့ဆုံးဖြတ်လိုက်ကြပါနောက်ပြီးအော်စကာရဲ့လက်စော့ကိုအသုံးပြုပြီးအပေါ်ကိုပြတ်တဲ့နာမည်လမ်းကိုတွေ့တာခဲ့ကြပြီးတခြားဒီလိုမျိုးဝေကဘာတွေအများကြီးထပ်ရှိသေးတာကိုလည်းသိလိုက်ကြရပါနာဂူမာလည်းအရင်ကဘာကိုပြန်သားနိုင်မဲ့နီလန်ကိုရှာဖို့အတွက်ဝကဘာတွေအကုန်လုံးကိုလိုက်ရှင်းပြဖို့ဆုတ်ဖြတ်လိုက်ပါဒီလိုနဲ့ညရောတော့နှစ်ယောက်သားရေချိုးကန်ထဲမှာရေချိုးရင်ချစ်ချင်လူတိတိတူလိုက်ကြပြီးတနေ့တာကိုဆုံးလိုက်ကြပါနောက်နေ့မနက်မှာတော့နာဂူမာလည်းအော်စကာရဲ့ပစ္စည်းတွေတုံလွန်ထားတဲ့အခန်းကိုရှာတွေ့သွားခဲ့ပြီးအဲဒီကနေလက်နက်တွေခေပေါ်ရင်တွေသူ့အသက်ညာဘက်မျက်လုံးအတူနဲ့လက်အတူတွေကိုပါဖန်တီးလိုက်ပါ
ယူဝေတက်လည်းမော်လက်စော့တကွင်းဖန်တီးပေးလိုက်ပြီးစိတ်ဆက်မင်္ဂလာပွဲလေးကျင်းပလိုက်ကြပါသေးတယ်ဒီလိုနဲ့2လကြာမှတော့နာဂူမာနဲ့ယူဝေတို့ဟာလည်းအဆင်သင့်ဖြစ်နေခဲ့ပါပြီနာဂူမာကလည်းသူ့ရဲ့စာနေဟာအရင်ကပုံစံနဲ့မတူတော့တာကြောင့်နဖျားကိုကွက်သူတွေဟာပြစ်မှတ်ထားလာနိုင်ကြောင်းယူဝေကိုပြောပြလိုက်ပြီးဘာတွေပဲဖြစ်နေသူ့ရဲ့လမ်းမှာပိတ်ပင်နဲ့ဘသူကမစိုးတိမ်လန်းပို့ပြစ်မယ်လို့ကြုံးဝါလိုက်ပြီးညသားမြေပြင်ပေါ်ကိုပြန်တက်လာခဲ့ကြပါတယ်ဒါကတော့ငလူပွားမှာစောက်ကျင်းဖြစ်သူစီဇန်1ပိုင်း9ပဲဖြစ်ပါကျွန်တော်ကတော့ IMN ပါ